ချစ်ဆိုတာကိုကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေကမြတ်စွာဘုရားရှိမှတူတော်ရင်းနဲ့အဲ့ဒီရဲ့နာမည်လေးကိုတူတူလေးရည်ယူပြီးမေတ္တာတော်အမွန်လေးကိုခောက်ခောက်ခါခါရွတ်ဖတ်ပြီးတော့သူ့ကိုအစဉ်ပြေပါသေးကြောင်းဆုတောင်းပေးကြတာမျိုးပါမြတ်စွာဘုရားကတော့ချစ်ချင်းရပူလောင်ခြင်းလို့တိတိကျကျဟောကြားတော်မူခဲ့ပြီကျွန်တော်တို့ကတော့အဲ့ဒီအပူကိုပဲလောကနိဗ္ဗာန်နဲ့ရှင်ဝင်ထဲမှာအတင်မှုပိတ်ထားမိတတ်ကြတယ်ဘုရားရှင်ရှိမှလှုပ်ချည်ရင်းနဲ့ဒီဘဝမှာဝိတ္တိကျွတ်လို့ဖို့တဲ့ဒီဘဝနိဗ္ဗာန်ရောက်ဖို့တဲ့နောက်ဘဝကြလို့ရှိရင်အဲ့ဒီလိုနဲ့ထပ်ဆောင်ရပါစေလို့ဘုရားရှင်တော်တပင်းချလောက်တဲ့အတ္တဆုတောင်းလေးကိုမိုက်မိုက်မဲမဲတောင်းနေမိတတ်ကြတယ်မြတ်စွာဘုရားနဲ့ကျွန်တော်တို့လမ်းလွှဲခဲ့တာအဲ့ဒီနေရာပါပဲမြတ်စွာဘုရားကဥပ္ပခါပြုဖို့တင်ပေးပေမဲ့ကျွန်တော်တို့ကတော့အဲ့ဒီလူမျက်နှာကိုမြင်ရဖို့ဆိုလို့ရှိရင်ဒုက္ခကြီးတစ်ခုလုံးကိုတောင်ကြောက်ခိုင်းရကြတဲ့သူတွေပါကျွတ်တဲ့ပဲပြောအချစ်ကြီးတယ်ပဲဆိုလို့ယတန်ဘဝတော့ယခာဒီဝတ္တတိတိပိတနံဆိုတဲ့မေတ္တာတို့တော်လာပါဠိစာသားလေးကိုအစာချီပြီးတော့ရင်ဘတ်ထဲမှာသူ့မျက်နှာလေးကိုပဲထက်ထက်ကမြင်အောင်ရင်းနဲ့တူတူလေးရွတ်ဖတ်ပူဇော်နေမိတယ်ကျွန်တော်ရဲ့နှလုံးသားတွေကစီစဉ်သွားတဲ့မေတ္တာလေးနဲ့နေရာအဝိမရှိနေတဲ့အသက်တဲ့ချစ်မြတ်လို့ရတဲ့အဲ့ဒီလူသားလေးစီကိုရောက်ရှိစေဖို့ကျွန်တော်တို့ဟာစိတ်အားထက်သန်ကြတယ်